ကျမနေရမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်။လူမဟုတ်တဲ့တရားတွေရဲ့စိတ်ထဲကအတန်တွေကိုကြားနိုင်တယ်။ဒီနေ့ကျမရဲ့ချောမောပြီးချမ်းသာတဲ့ချစ်သူရဲ့မိသားစုနဲ့တွေ့ဖို့သူ့အိမ်ကိုသွားခဲ့တယ်။အိမ်ကြီးကအရမ်းကျယ်ပြီးရဟတ်ရင်တောင်ဆင်းနိုင်လောက်တဲ့အရွယ်အစားရှိတယ်။ဒါပေမဲ့အိမ်ထဲဝင်လိုက်တာနဲ့ထူးဆန်းတာတွေစတင်ဖြစ်လာခဲ့တယ်။ကျမရဲ့အနာဂတ်ရောက်ခမဖြစ်မဲ့မျိုးသမီးကလက်ကိုကင်ပြီးနွေးနွေးထွေးထွေးကြိုဆိုတယ်။နီယန်လားတကယ်ချစ်စရာကောင်းတဲ့ကလေးပဲ။ဒါပေမဲ့သူမရဲ့စိတ်ထဲကအတန်ကိုကျမကြားလိုက်ရတယ်။အသားရည်နူးညံ့လိုက်တာ။ငါသားနှိမ့်ဆက်တာခံနိုင်ပါမလား။ကျမပြုံးနေတဲ့မျက်နှာချက်ချင်းတင်းသွားတယ်။အဲ့ဒီအချိန်မှာကျမရဲ့အနာဂတ်ရောက်ကတိကလည်းဆိုပါပေါ်မှာထိုင်နေတယ်။အပြင်ပန်းမှာတည်ငြိမ်ပြီးဂုဏ်သိက္ခာရှိတဲ့လူကြီးတစ်ယောက်လိုထင်ရပေမဲ့စိတ်ထဲမှာတော့ဒီလောက်ပိန်တဲ့မိမကငါမြေးတွေငွေပေးနိုင်ပါမလားလို့တွေးနေတယ်။ကျမအံ့ဩပြီးမတိမတာခါကိုတင်းလိုက်မိတယ်။အဲ့ဒီအချိန်မှာလှေကားပေါ်ကနေလှပတဲ့မိန်းကလေးတစ်ယောက်ဆင်းလာတယ်။သူမကကျမရဲ့အနာဂတ်ရောင်းမ။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့ဒီလူသားမဘဲကရောက်လာတာလေ။ငါအကိုနဲ့မတန်ဘူးလို့တွေးနေတယ်။ကျမအဲ့ဒီအချိန်မှာသဘောပေါက်သွားတယ်။ဒီမိသားစုတစ်ခုလုံးကတာမန်လူသားတွေမဟုတ်ဘူး။ရောက်ခမကကိုမီးငွေခွေးရောက်ကတိကကြားပွင့်ရင်ရောင်းမကနှင်းကြတဲ့အားလုံးကတတော်ဝမျိုးနွယ်တွေဖြစ်နေကြတယ်။ဒါပေမဲ့ကျမရဲ့ချစ်သူကတော့ဘာမှမဖြစ်တယ်လို့ကျမဘေးမှာထိုင်ပြီးပြုံးနေတယ်။မကြောက်နဲ့သူတို့ကမင်းကိုသဘောကျပါတယ်။သူပြောလိုက်ပေမဲ့သူ့မိသားစုရဲ့စိတ်ထဲကအတန်တွေကိုကြားနေရတဲ့ကျမအတွက်တော့ဒီနေ့ဟာမိဘတွေကိုတွားတွေ့တဲ့နေ့မဟုတ်ပဲတရိတ်ဆန်ယုံကိုတွားလေတဲ့နေ့လိုဖြစ်နေခဲ့တယ်။ညစာစားပြီးတဲ့နောက်ရောက်ခမကကျမကိုတီးတန့်ခေါ်သွားတယ်။လာပါဦးသမီးအန်တီရဲ့လက်ဝဲရတနာတွေပြမယ်။ကျမစိတ်ထဲမှာချက်ချင်းသတိပေးကောင်းလောင်းမြည်လာတယ်။ဝတ္ထုတွေထဲကဇက်ကွက်လိုမျိုးဒီမှာငွေသိန်းပေါင်းများစွာယူပြီးငါသားနဲ့လမ်းခွဲလိုက်ဆိုတာမျိုးပြောတော့မယ်လို့ထင်လိုက်တယ်